အားလုံးပဲ Happy Father's Day ပါဒီကနေ့မှာတော့ဖခင်၄မျိုးဆိုတဲ့ခေါင်းစဉ်နဲ့လည်းကျွန်တော်ပြောသွားခြင်းနဲ့တစ်ဆက်တည်းမှာဖခင်များနဲ့ရောက်တဲ့အခါမှာခေါ်စရာဖခင်မရှိလို့ဝမ်းနဲ့ပက်လက်ဖြစ်နေရတဲ့သူတွေအတွက်လည်းအနည်းငယ်ကျွန်တော်ပြောပြချင်ပါတယ်ညီကောင်မောင်နှမတို့တစ်မှာအကောင်းဆုံးသောကောင်းကင်ဖေဖေရှိပါတယ်ဖခင်ဆိုတဲ့အဓိပ္ပာယ်ကလည်းအစာပြုတ်သူလို့အဓိပ္ပာယ်ရရှိပါတယ်မြမတက်မတော်ရဲ့ဖခင်ဟာဘူချုပ်အောင်ဆန်းဖြစ်တယ်ဘူချုပ်အောင်ဆန်းနေအစပြုတဲ့အတွက်မြမတက်မတော်ရဲ့ဖခင်ကိုဘူချုပ်အောင်ဆန်းလို့ခေါ်တယ်အဲ့လိုပဲကျွန်တော်တို့ဆွဲလန်းနေတဲ့ iPhone တွေရဲ့ဖခင်ဟာ Steve Jobs ဖြစ်တယ်သူကနေအစပြုခဲ့တဲ့အတွက် iPhone တွေရဲ့ဖခင်ဟာ Steve Jobs ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝကိုအစပြုပေးခဲ့တဲ့သူကကောင်းကင်ဖေဖေဖြစ်ပါတယ်ကျွန်တော်တို့ကိုဝိညာဉ်ကိုပေးပြီးတော့ဇီဝအသက်ဝိညာဉ်ကိုပေးတဲ့အရာကတော့ကောင်းကင်ဖေဖေဖြစ်တယ်အဖဖရာသခင်ဖြစ်တယ်ဒါကြောင့်မလို့သခင်ယေရှုကသူဆုတောင်းခြင်းတင်ပေးရင်တော်၎င်းเนาะတခြားသောအရာတွေတင်ပေးတဲ့အခါမှာဖရာသခင်ကောင်းကင်ဘုံ၌ရှိတော်တင်တို့ဤဖရာသခင်လို့မပြောဘူးတင်တို့အဖ your father your father လို့သခင်ယေရှုအမြဲတမ်းထပ်တလဲလဲမိတ်ဆက်ပေးတာဖြစ်တယ်ဖယားကိုမိတ်ဆက်တဲ့အခါမှာကြောက်စရာကောင်းတဲ့ဖယားလို့သူမမိတ်ဆက်ဘူးအင်မတန်ချစ်စရာကောင်းတဲ့တင်တို့ကိုတိတ်ချစ်တဲ့တင်တို့ရဲ့အဖဖြစ်တယ်လို့သူဟာယေရှုအမြဲတမ်းမိတ်ဆက်ပေးတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့တင်တကယ်အသက်ဘလို့ရှူရမှမသိခင်မှာအသက်လေမှုတ်သွင်းပေးတာသူဖယားဖြစ်တယ်တင်ဘဝကိုအစပြုတ်ပေးတာလူမဟုတ်ဘူးနော်အဖေနဲ့အမေဆိုအဲ့ဒါအဖဖယားသခင်ကသူတို့ကိုတနာလို့စုချထားတာအဲ့ဒီအဖေနဲ့အမေကိုဖယားသခင်ကတနာလို့သားသမီးယတနာကိုစုချထားတာဒါကြောင့်တကယ်လူကဘယ်နေလာလဲဆိုတော့ကျွန်တော်တို့မြောက်ကနေမလာဘူးဖယားစီကနေလာတာဖြစ်တယ်ကျွန်တော်တို့ဘဝကိုအစပြုတ်ပေးတာကျွန်တော်တို့ဘဝကိုဖြစ်တည်စေတဲ့သူကကျွန်တော်တို့ရဲ့ဖခင်အဖဖယားသခင်ဖြစ်တယ်ဟာလေလုယာဒါလေးကိုတော့ရှေးဦးဆိုကျွန်တော်ပြောပြချင်တယ်ပြီးတော့လောကမှာတွေ့ရတဲ့ဖခင်၄မျိုးကိုဒီနေ့မှာနည်းငယ်ပြောပြချင်တယ်နံပါတ်1ကတော့စရိတ်ထမကောင်းတဲ့ဖခင်နံပါတ်2ကတော့စရိတ်ထကောင်းပေမဲ့သားသမီးကိုမဆုံးမတဲ့ဖခင်နံပါတ်3ကတော့စိတ်ပူတတ်သောဖခင်နံပါတ်4ကတော့အမွေပေးသောဖခင်ဆိုပြီးတော့ကျွန်တော်၄မျိုးကိုသွားမှာဖြစ်တယ်နံပါတ်1အနေနဲ့စရိတ်ထမကောင်းသောဖခင်ကိုကျွန်တော်တို့လေ့လာရအောင်အဲ့ဒါကတော့အာခန်ရဲ့အတ္တတာဖြစ်တယ်အာခန်ဟာစစ်သားတစ်ယောက်ဖြစ်တယ်ဣသရေလစစ်သားတစ်ယောက်ဖြစ်တယ်သူဟာအိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်တယ်ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်ဒီနေ့မှာသူတို့ဟာဂျေရီခေါမြို့ကိုသိမ်းပိုက်နိုင်တယ်လူရင်းတူရှင်းပဲပြောမယ်ဂျေရီခေါဆိုတဲ့အရာကခေတ်အဆက်ဆက်အမြဲတမ်းကျွယ်ဝချမ်းသာတဲ့ city of well ကျွယ်ဝခြင်းမြို့တော်ဖြစ်တယ်အဲ့ဒီမြို့ကိုသိမ်းပိုက်ပြီးတဲ့ခါမှာတဲ့ဖခင်သခင်ကအဲ့ဒီနော်ယတနာတွေလက်ဝဲယတနာတွေစီးစိမ်ကြောက်တံပရမဘာတစ်ခုမှမယူရဘူးလို့ဖခင်စကားရှိတယ်ဒါပေမဲ့အဲ့ဒီဖခင်စကားကိုနားမထောင်ဘဲနဲ့အာခန်ဟာအဲ့ဒီပစ္စည်းတွေကိုသူခိုးယူလာတယ်တခြားစစ်သားတွေမသိအောင်သူတို့ရဲ့စစ်ဘူကြီးယောရှုမသိအောင်သူဟာခိုးလာတယ်ခိုးလာပြီးတော့သူတို့မိသားစုတွေတဲတဲ့အဲ့ဒီတဲရဲ့အောက်မှာနော်မြေတူးပြီးတော့သူ့ပစ္စည်းတွေဖွက်ထားတာဖြစ်တယ်အဲ့ဒီခါမှာလူရင်းတူရှင်းပြောရမယ်ဆိုသူတို့စစ်မနိုင်တော့ဘူးစစ်မနိုင်တော့တဲ့အစုံနောက်ဆုံးယောရှုကနေပြီးတော့မဲနှိုက်တဲ့ခါမှာသူတို့အာခန်မိသားစုပေါက်သွားတယ်ပြောရမယ်ဆိုအာခန်ရဲ့မိသားစုဟာတမိသားစုလုံးဂဲနဲ့ပေါက်တက်ခြင်းစီရင်ခြင်းခံရတယ်တမိသားစုလုံးအမင်္ဂလာဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဖခင်ဖြစ်တဲ့အာခန်ရဲ့စရိတ်ထမကောင်းမှုကြောင့်ဖြစ်တယ်။အာခန်ဟာဆိုရင်အဲ့ဒီရွှေငွေတွေကိုဘာကြောင့်ယူလဲဆိုတော့ဒါငါမိသားစုရှေ့ရေးအတွက်ဒီလိုစီးစိမ်တွေနော်ငါတို့ရောင်းစားရင်ပတ်စံတွေအများကြီးရမယ်ငါတို့မိသားစုရှေ့ရေးဖူလုံမှာပဲဆိုတဲ့စိတ်နဲ့ဖျားစကားကိုနားမထောင်မဲနဲ့တမအာဇီဝမကြတဲ့နီလာနဲ့သူရှာဖွေခဲ့တဲ့အတွက်သူ့ရဲ့မိသားစုဟာမင်္ဂလာမဖြစ်ပဲအမင်္ဂလာဖြစ်သွားတာဖြစ်တယ်။ဒါကြောင့်မလို့လောကမှာရှိတဲ့ဖခင်များတော်၎င်းဖခင်လောင်းတွေတော်၎င်းကိုယ့်ရဲ့မိသားစုကိုကြွေးမွေးစောင့်ရှောက်တဲ့အခါမှာဖခင်ရဲ့နီလာနဲ့ဖခင်စကားကိုနားထောင်ပြီးတော့အိမ်ထောင်ကိုကြွေးမွေးတော်သူဖြစ်ဖို့ရည်ကြီးတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဖခင်စကားကိုနားမထောင်ဘဲနဲ့မတရားသောနီလာနဲ့ပတ်စံတွေရှာပြီးတင့်မိသားစုကြွေးတယ်ဆိုရင်အဲ့ဒီအရာကအစိတ်ကိုကြွေးတာနဲ့အတူတူပဲသူတို့အတွက်အမင်္ဂလာတွေဖြစ်တယ်တင်ဘလောက်ပဲပတ်စံရှာနိုင်မတရားသောနီလာနဲ့တင်ဟာတင်3,000 2,000ရှာနိုင်ပါစေတင်မိသားစုတို့အဲ့ဒီအရာတွေဟာအမင်္ဂလာတွေဖြစ်တယ်ချိန်ချင်းကိုဖြစ်စေတယ်မိသားစုထဲမှာမကြမ်းမာခြင်းဖြစ်စေတယ်မိသားစုတို့အမင်္ဂလာကိုတည်ဆောင်သောဖ
ခင်ဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်အရေးကြီးတာဖယားစကားကိုနားထောင်တတ်သောဖခင်အိမ်ထောင်ဦးစီးပြီးဖယားရဲ့အလိုတော်နဲ့ဦးဆောင်နိုင်သောဖခင်ဖြစ်ဖို့လိုတယ်နံပါတ်1ကစရိတ်ထမကောင်းသောအာခံခဲ့သောဖခင်နံပါတ်2ကတော့စရိတ်ထတော့ကောင်းပေမဲ့သားသမီးကိုနိုင်အောင်မဆုံးမတဲ့အေလိလိုဖခင်အေလိဆိုတာကတော့ယစ်ပရောဟိတ်ဖြစ်တယ်သူအသက်ကြီးတဲ့တေဒီတိုင်အောင်သူယစ်ပရောဟိတ်အနေနဲ့ဖျားပေါ်မှာတစ္ဆာရှိစွာနဲ့အမှုဆောင်ခဲ့တာပါကောင်းပါတယ်တိုးတော်သူ့ရဲ့သားနှစ်ယောက်ကိုနိုင်အောင်မဆုံးမဘူးသူ့ရဲ့သားနှစ်ယောက်ကအင်မတန်ဆူသွမ်းမိုက်ရိုင်းတဲ့သူတွေဖြစ်တယ်အယံကိုဆိုးတယ်နိုင်အောင်လည်းသူမဆုံးမဘူးဒါပေမဲ့ဖျားသခင်တဲ့အသားနှစ်ယောက်ကိုသူပူချစ်နေပြန်ရောအင်မတန်ဆိုးသွမ်းတဲ့သူဖျားရဲ့ရစ်ပူဇော်ခြင်းမှာသူတို့ကယာထူးမထိုက်တုံရလဲပေးပလိုက်တယ်အဲ့ဒီခါမှာဘာဖြစ်သွားလဲဆိုတော့သူတို့ကနော်ဒီဖျားပူဇော်မဲ့ဟာတွေလဲယူစားလို့စားအဲ့ဒီဖျားရဲ့တဲတော်ထဲမှာနဲ့မတရားစွာပြုတ်ကျင့်နေထိုင်တဲ့အခါမှာဖခင်ကကြက်တေးစွာမဆုံးမဘူးတကယ်ဆိုငယ်တော့အရွယ်ကနေကြက်တေးစွာဆုံးမပြီးတော့အမှုတော်ဆောင်ကောင်းဖြစ်အောင်သူကပြုစုပြူးထောင်ရမယ့်အစားလူဆိုးနှကောင်ဖြစ်လာတယ်အဲ့ဒီလူဆိုးနှကောင်ကိုလည်းနော်အိမ်ပေါ်နေနှင်ချတာတွေအမွေဖြတ်တာတွေလုံးမဲ့အစားဖယားရဲ့ရစ်ပလင်တဲတဲ့ကိစ္စမှာဝင်ပါခိုင်းတယ်ဒါမကောင်းတဲ့ဖခင်ဖြစ်တယ်မကောင်းတဲ့ဖခင်တကယ်ဆိုရင်အရန်ဆိုးသွားလာပြီဆိုရင်ငါနဲ့မဆိုင်ဘူးဆိုပြီးအမွေဖြတ်ရမယ့်အစားဖယားတရားကိုဖယားရဲ့ရစ်ပူဇော်ခြင်းကိုကစားစရာလို့သဘောထားတဲ့မိသားစုဖြစ်လာတယ်အဲ့ဒီအရာဖယားစိတ်ဆိုးတယ်အထူးသဖြင့်အေလိအပေါ်မှာရန်စိတ်ဆိုးတယ်ဖယားဒါကြောင့်သူ့သားနှစ်ယောက်ကိုကိုမြတ်တော့မယ်တစ်ဆက်တည်းမှာသူ့ရဲ့ generation ကအသက်တူမယ်တဲ့သူ့ရဲ့မီးတွေအသက်တူမယ်တဲ့ဒါကြောင့်အေလိရဲ့အသက်တောင်ကြည့်မယ်ဆိုရင် तू ကတော့ဇရိတ်ထကောင်းပါတယ်ဒါပေမဲ့သားသမီးကိုနိုင်အောင်မဆုံးမနိုင်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မလို့တုတ်တန်ကြံဘာပြောလဲဆိုတော့သားသမီးကိုဆုံးမတဲ့အခါမှာချိန်လုံးသုံးတင်သုံးပါတဲ့နော်တခြားနိုင်ငံအစိုးရတွေကတော့ဘယ်လိုပြောလဲမသိဘူးအဲ့ဒါလူစကားဒါပေမဲ့တမန်ကျမ်းစာမှာဖျားပြောထားတာတော့နော်သူငယ်တယောက်လမ်းမှရောက်စေဖို့တော့ချိန်လုံးသုံးတင်သုံးပါတဲ့ချိန်လုံးသုံးပြီးတော့သူအသက်ဝိငင်ကိုကယ်တင်နေဆိုအဲ့ဒါတာရွေးကောင်းတယ်တဲ့तू မပြက်စီးတော့ဘူး तू ဖျားကိုမမဲ့လျော့ဘူး तू မပုံကံဘူးဆိုရင်အဲ့ဒီချိန်လုံးသုံးလိုက်တာပိုကောင်းတယ်တဲ့ဒါကြောင့်အေလိလိုသားသမီးကိုမနိုင်တဲ့ဖခင်မျိုးမဖြစ်ဖို့အရန်ရေးကြည့်တယ်နံပါတ်3ဆက်ကြည့်အောင်နံပါတ်3ကတော့စိတ်ပူတတ်တဲ့ဖခင်အဲ့ဒါဘာတူလဲဆိုတော့ယောဘဖြစ်တယ်ဖခင်အားလုံးကတော့ကိုယ့်ရဲ့သားသမီးတို့စိတ်ပူကြတာကြီးပဲဒါပေမဲ့ယောဘစိတ်ပူတဲ့အပိုင်းကတော့တိတ်ကောင်းတယ်ဘာလဲဆိုတော့ဝိညာဉ်ရေးရတော့စိတ်ပူခြင်းဖြစ်တယ်ဟာလေလုယာယောဘကတဲ့သူ့ရဲ့သားသမီး10ယောက်ရှိတယ်စုစုပေါင်းသား9ယောက်သမီး3ယောက်သူတို့မွေးနဲ့ရောက်လာတိုင်းဘာလုပ်လဲဆိုအစိုးကြီးထပြီးတော့သူ့ကလေးတွေကိုရေချိုးပေးတယ်ရေချိုးပေးပြီးတော့အဲ့ဒီရစ်ပူဇော်တဲ့စီကိုခေါ်သွားတယ်မွေးနဲ့လှုပ်ပေးတယ်ဖယားကိုကျေးဇူးတော်ချီးမွမ်းပေးတယ်ဖယားကိုမမေ့အောင်သူကအမြဲတမ်းလှုပ်ပေးတတ်တဲ့ဖခင်ဖြစ်တယ်သူ့ရဲ့နှလုံးသားဘာလဲဆိုတော့ငါရဲ့သားသမီးတွေဖယားမေ့သွားရင်ဘယ်လိုလုပ်မလဲငါရဲ့သားသမီးတွေဖယားနဲ့ဝေးသွားရင်ဘယ်လိုလုပ်မလဲဝိညာဉ်ရေးရမှာစိတ်ပူပေးတတ်တဲ့ဖခင်မျိုးဖြစ်ဖို့အရေးကြီးတယ်ငါရဲ့သားသမီးမငြီတော့တပူထမ်းရင်ဘယ်လိုလုပ်မလဲသူ့ရဲ့ဝိညာဉ်မျက်စိကိုယ်သွားရင်ဘယ်လိုလုပ်မလဲမဖြစ်သေးဘူးနော်ဆိုပြီးတော့နီးလန်းကိုရှာပြီးတော့ဖယားဖက်မှာတွန်းအားပေးတော်သူငါသားဖယားเจ้าသွားဖယားเจ้าမသွားလို့မရဘူးတော့ဖယားနဲ့ဝေးလို့မဖြစ်ဘူးနော်အမြဲတမ်းဝိညာဉ်ရေးရမှာစိတ်ပူပေးတတ်တဲ့ဖခင်မျိုးဖြစ်ဖို့ဖယားအလိုတော်ရှိတယ်ဟာလေလုယာယောဘကတော့ဝိညာဉ်ရေးမှာစိတ်ပူတတ်သောဖခင်ဖြစ်တယ်နံပါတ်4ဆက်ကြည့်အောင်အမွေပေးသောဖခင်အဲ့ဒါကတော့ဒါဝိရဲ့အသက်တာမှာကျွန်တော်တို့ကြည့်ရအောင်ယာကုပ်တို့ရဲ့အသက်တာမှာလည်းထူနည်း၎င်းမယ်အမွေပေးခဲ့တယ်မှန်ပါတယ်ဒါပေမဲ့ဒီအမွေလို့ပြောတဲ့အခါမှာ ministry အမွေကိုပေးတာဒါဝိဖြစ်တယ်ဒါဝိဟာဖယားကိုတိတ်ချစ်တယ်တနေ့ကို9ချိန်တိတိဖယားရှိခိုးတယ်ဖယားရဲ့နှလုံးသားနဲ့ညီညွတ်တော်သူဖြစ်တယ်သူ့ရဲ့သားလက်ထက်ရှောလမုန်လက်ထက်ရောက်လာတဲ့အခါမှာဖယားသူ့အဖေရဲ့မျက်နှာအားဖြင့်သူ့သားကိုကောင်းချီးပေးတယ်တစ်ဆက်တည်းမှာဒါဝိအားဖြင့်ကျွန်တော်ဘာပြောပြချင်လဲဆိုတော့ဒီနေ့မှာဒါဝိကသူတိတ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ထာဝရဘုရားရဲ့ဗိမာန်တော်ကို
စောက်လုပ်ခြင်းတယ်တကယ်ကိုဟိန်းနေတဲ့ဗိမာန်တော်ကြီးဖယားတို့သူစောက်လုပ်ခြင်းတယ်ဒါနဲ့သူပစ္စည်းတွေဝယ်ခဲ့တယ်သူစောက်ခွင့်တော့မရစောက်ခွင့်မရတော့ညာလေပစ္စည်းအားလုံးဝယ်ခဲ့တယ်ဘာကြောင့်စောက်ခွင့်မရလဲဆိုတော့သူ့ရဲ့လက်ကတွေးစွန်းနေတဲ့လက်ဖြစ်တဲ့တော့ဖယားစောက်ခွင့်မပေးပါဘူးသူ့လက်ထက်မှာဒါမဲ့အဲ့ဒီ ministry အဲ့ဒီဖယားเจ้าကိုစောက်မဲဆိုတဲ့အဲ့ဒီ plan အဲ့ဒီ ministry တွေကိုဘယ်သူစီမှာလွှဲပြောင်းပေးခဲ့လဲဆိုတော့တာရှောလမုန်လက်ထက်မှာလွှဲပြောင်းပေးခဲ့တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မလို့ရှောလမုန်လက်ထက်ရောက်လာတဲ့အခါမှာအင်မတန်ကိုထေဝါခမ်းနားတဲ့ဖယားเจ้าဆောင်ဗိမာန်တော်တိဆောက်တော်ဘုရင်ဖြစ်လာတယ်မြန်မာလိုပြောရမယ်ဆိုရင်တာသနာပြုတဲ့မြင်းကြီးရှောလမုန်ကြီးဖြစ်လာတယ်ဒါဟာဘာလဲဆိုတော့ ministry ကိုလက်ဆင့်ကမ်းပေးခြင်းဖြစ်တယ်ဝိညာဉ်အမွေကိုတာသမီတွေကိုစက္ခံစေခြင်းဖြစ်တယ်တချို့တင်းအောင်ဆရာတွေသူတို့လက်ထက်မှာတိတ်ကောင်းပေမဲ့တာသမီတွေကိုအတင်းတော်လက်ဆင့်မကမ်းနိုင်ဘူးတာသမီတွေကဘိန်းစားဖြစ်လို့ဖြစ်အယက်သမားဖြစ်လို့ဖြစ် no ကိုယ့်ရဲ့တာသမီတွေကိုပြုစုပြုထောင်ပြီးတော့အဲ့ဒီ ministry အဲ့ဒီဝိညာဉ်အမွေတွေဖခင်နဲ့သက်ဆိုင်တဲ့အရာတွေကိုတာသမီလက်ထက်မှာလက်ဆင့်ကမ်းပေးနိုင်တော့ဖခင်တွေဖြစ်ရမယ်ကျွန်တော်ပြောပြမယ်တောင်ကိုရီးယားနိုင်ငံဘာကြောင့်အရန်တိုးတက်လဲဆိုတော့ ministry ကိုအမြဲတမ်းလက်ဆင့်ကမ်းတော့နိုင်ငံဖြစ်တယ်ကိုရီးယား mission ဆိုတာဒီအာရှတခွင်ကျွန်တော်တို့မြန်မာပြည်မှာလည်းပါတယ်ကိုရီးယား mission တွေရဲ့ထောက်ပံ့ခြင်းဖျားเจ้าစောက်ပေးခြင်းတွေအများများတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဘိုးဘွားအဆက်ဆက်ကလေးကနေခလေးတယောက်ရလာပြီဆိုငယ်တော့အရွယ်ကလေးကနေသူတို့အမြဲတမ်းတွင်တင်တဲ့အရာက for the mission for the mission for the mission တာသနာအတွက်အလှငွေထည့်ရမယ်တာသနာအတွက်အလှငွေထည့်ရမယ်သူတို့ကိုယ်တိုင်လည်းထည့်တယ်တာသမီတွေလည်းအဲ့ဒါလက်ဆင့်ကမ်းတင်ပေးတဲ့အခါမှာအဲ့ဒီတာသမီတွေအရွယ်ရောက်လာတယ်လူငယ်လေးတွေဖြစ်လာတယ်ပတ်စံနည်းနည်းရှာတတ်လာတယ်အဲ့ဒီနည်းနည်းထဲကနေဖဲပြီးတော့ဖယားနိုင်ငံတို့အမြဲတမ်းအရင်ပေးကမ်းတတ်တယ်သူတို့လူကြီးတွေဖြစ်လာတယ်တကယ်စီးပွားပညာရှင်တွေဖြစ်လာတယ်အဲ့ဒီချိန်တော့အများကြီးသူတို့ဟာဟာလာကိုရီးယား mission เนาะဒီကိုရီးယားချောင်းတွေကိုရီးယားသာသနာပြုချောင်းတွေเนาะဒီတခင်ယေရှုရဲ့အဝင်ဂေလိကိုကျေပြန့်အောင်ငွေရေးကြီးရအဖြစ်အယံကိုပံ့ပိုးနိုင်တဲ့သူတွေဖြစ်လာတယ်အဲ့ဒါဖခင်တွေရဲ့မျိုးဆက်ဒီတာသနာကိုလက်ဆင့်ကမ်းခြင်းဖြစ်တယ်ဖယားနဲ့ပတ်သက်လိုက်ကိုရီးယားတွေစီကနေတင်ယူမိတဲ့အရာဖယားနဲ့ပတ်သက်လိုက်သူတို့က no ဆို no ပဲဖယားနဲ့ပတ်သက်လိုက်တိတ်စီကန်းကြီးတယ်ဖယားနဲ့ပတ်သက်လိုက်ပေးကန်းကိုပေးကန်းရမယ်ဆိုတဲ့အရာကိုငယ်တော့အရွယ်ကနေသူတို့ကလက်ဆင့်ကမ်းတယ်အဲ့ဒါကြောင့်ကိုရီးယားမြန်မာပြည်မှာလေကိုရီးယားတွေစောက်ပေးတဲ့ဖယားเจ้าတွေအများကြီးရှိတယ်ကြည့်လိုက်အရှမ်းကိုခမ်းနားတယ်ကိုရီးယားတွေကပတ်စံရှိလို့တော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံသားတွေရဲ့အလှငွေတွေဖယားနိုင်ငံတော်အတွက်ပေးကမ်းခြင်းတွေရလက်ရှိအာရှတခွင်မှာကောင်းချီးဖြစ်စေတယ်ဒါကြောင့်မလို့လက်ဆင့်ကမ်းနိုင်တော့သူဖြစ်ရမယ်တချို့နော်စီးပွားရေးပညာရှင်တွေကျွန်တော်အရန်သဘောကျတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီမုတ်ဆိုးငါတသနာတွေလောက်ကြတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတချို့မြချင်နာဖက်မှာရှိတဲ့သူကျွန်တော်အရန်သဘောကျတယ်မုတ်ဆိုးမတွေဆိုဟာလာသူတို့စုတောင်းခိုင်းတယ်တာဝန်တစ်ခုတော့ပေးထားတယ်အဲ့ဒီစုတောင်းတဲ့ဒီမိခင်ကြီးတွေစုတောင်းတဲ့အဲ့ဒီမုတ်ဆိုးမကြီးတွေကိုသူတို့ကပတ်စံနဲ့ပြန်ထောက်ပံ့ပေးတယ်အဲ့ဒီအရာကိုနော်အဲ့ဒီတယောက်တည်သွားရင်လည်းဂျန်နဲ့သူကပြန်လက်ဆင့်ကမ်းတာအဲ့ဒီအရာကိုဝေါအဲ့လိုလက်ဆင့်ကမ်းတဲ့အတ္တဖြစ်ရမယ်ဒါဝိဒ်ရဲ့မပြီးမပြတ်သောဗိမာန်တော်ကရှောလမုန်လက်ထက်ကိုလက်ဆင့်ကမ်းပြီးတော့ဆက်လုပ်ရတဲ့အခွင့်ကိုဖျားရှင်တောင်းတတယ်ဒါကြောင့်မလို့လောကမှာရှိတဲ့ဖခင်များတင်ရောဘလို့ဖခင်မျိုးလဲနံပါတ်1စရိတ်ထမကောင်းတဲ့အာခံလို့ဖခင်မျိုးလားနံပါတ်2စရိတ်ထားတော့ကောင်းပါတယ်ဒါပေမဲ့သားသမီးကိုနိုင်အောင်မဆုံးမနိုင်တဲ့အေလိလိုဖခင်မျိုးလားနံပါတ်3သားသမီးအတွက်ဝိညာဉ်ရေးရာအတွက်စိတ်ပူပြီးတော့သားသမီးကိုဖယားเจ้าစီတွန်းပို့တော့ဖခင်မျိုးဖြစ်ရလားသားသမီးတွေဖုန်းသုံးတဲ့အခါမှာလဲငါသားဘာလို့ကြည့်နေလဲဖယားနဲ့ပတ်သက်တာနားထောင်ရဲ့လားနားထောင်ရော့ဆိုပြီးတော့တင်သားသမီးကိုဝိညာဉ်ရေးအတွက်တွန်းအားပေးတော့ဖခင်ဖြစ်ရလားနံပါတ်4သားသမီးကိုဝိညာဉ်အမွေလောကအမွေကိုမကမ်းပေးနိုင်ရင်တောင်ယုံကြည်ခြင်းအမွေတွေဝိညာဉ်အမွေတွေတော့လက်ဆင့်ကမ်းပေးနိုင်တော့ဖခင်များဖြစ်ကြပါစေ။